ကဲကျွန်တော်မိတ်ဆွေများမင်္ဂလာပါဒီနေ့ညတော့ဗျာကျွန်တော်တို့နိုင်ငံကအကလှလေးတွေနဲ့အရင်စရအောင်တွန်းတာလဲကြည်တွန်းကြပါဗျာနော်အမြင်မတော်ပါဘူးဆိုင်းဝိုင်းထဲမှာဝင်ပြီးတော့တွန်းတာကပတ်လုံးတွေနဲ့အကုန်လုံးရှုပ်ရှက်ခတ်ပြီးညှိကုန်ပါမယ်လို့ကဲဒါလေးနဲ့လာကိုကြီးကိုယ်တိုင်ထောင်းဝေးမယ်ကွာတဲ့ဒါလေးလည်းဆက်ကြည့်အောင်ဒီမှာလည်းလာရပြီတည်းကျွန်တော်တို့ဒီမှာရိုက်နေလို့ က
မန်းတက်လဲကျိုးကျသွားပါဦးမယ်ဗျာနော်အောက်ကလည်းဘုံကြီးပုံတော်နဲ့တူပါတယ်အဲ့တော့အမြင်မတော်တာတွေတော့တွေ့ရပြန်ပြီပေါ့ကဲအခုခါမှာတော့အားလုံးမျှော်လင့်ဆောင်စားနေတဲ့အောင်စပူလေးကိုလည်းဆက်ကြည့်အောင် ဟုတ်ကဲ့ပါအခုကျွန်တော်မိတ်ဆွေများကြည့်လိုက်ရတဲ့အကအလှလေးတွေကတော့ကျွန်တော်တို့နိုင်ငံမှာအလှမင်္ဂလာပွဲတွေရဟန်းခံရှင်ပြုတွေချိန်တဲ့ကျင်းပတဲ့ကျွန်တော်တို့လူမျိုးတွေရဲ့လေရိုးရလို့ဆိုတဲ့ပွဲတွေမှာ DJ နဲ့ကခုံမြူးတူးကြတဲ့ဗီဒီယိုဖိုင်လေးတွေပါအင်မတန်မှယဉ်ကျေးပါတယ်ဆိုတဲ့အင်မတန်မှယဉ်ကျေးမှုထွန်းကားပါတယ်ဆိုတဲ့ကျွန်တော်တို့နိုင်ငံကဘာသာရေးနဲ့တွဲပြီးမြင်ရတဲ့အကလှလေးတွေပေါ့အခုနောက်ပိုင်းအလူပွဲပြီးွားရင်ပဲဖြစ်ဖြစ်အလူလှဲ့တာပဲဖြစ်ဖြစ်အလူကျင်းပနေစဉ်ပဲဖြစ်ဖြစ်အဲ့လို DJ နဲ့ထထကတဲ့အလေးထားကအင်မတန်မှဒီဘက်နှစ်ပိုင်းတွေမှာခစ်စားလာတယ်ဗျအလူပြီးသွားရင် DJ ဖွင့်မယ်ဘောက်ဖွင့်မယ်ပြီးရင်လူအုပ်စုယုံပြီးတော့တွန်းကြတယ်အဲ့ဒီထဲမှာမိန်းကလေးပြိုရွယ်မျိုးစုံပါဝင်တယ်ယောက်ျားလေးတွေလည်းပါဝင်တယ်မူးယူပြီးတော့ DJ နဲ့ကခုံကြတဲ့အလေးထားကတော်တော်ကြီးကိုဆွဲလန်းစရာဖြစ်နေတယ်ထင်ပါတယ်ဗျအဲ့တော့ယဉ်ကျေးမှုထုံးကားပါတယ်ဆိုတဲ့နိုင်ငံမှာအဲ့တော့ယဉ်ကျေးမှုကိုထိမ့်သိမ့်မယ်ဆိုတဲ့သူတွေဘာသာသာသနာညှိုးနှမ်းမယ်ဆိုတဲ့သူတွေနည်းနည်းလေးတော့အပျော်ဘက်ကိုပို့ပြီးရောက်နေသလားလို့ပါနော်ဟုတ်ကဲ့ပါနောက်ထပ်ဒါလေးလဲဆက်ကြည့်အောင် ဇောနောရေကျော်ရက်ွက်တွေကိုပတ်ပြီးတော့ကြည်တော်တွေကိုပတ်တယ်ကြည်တော်တွေကိုပတ်ပြီးတော့ခုတောင်လုံးမြတ်တဲ့ကိုဆက်သွားမယ်ကားလမ်းမကြီးတိုင်းကိုသွားနေတာဖြစ်ပါရဲ့ခွေးစင်တာတွေရောက်ပြီးဟိုအမားတော့ MPD ရုံးဟိုကတော့ချမ်းသာပလာဇာဖြစ်ပါရဲ့ကိုကတော့ကားလမ်းဖြတ်ကူးနေပါပြီအဲ့ဒါကတော့တောင်လုံးမြတ်ရက်ွက်တွေကိုဝင်มาဖြစ်ပါတယ်တောင်လုံးမြန်တဲ့ကိုတော်ဆရာလေးမငေးနဲ့နော်ကားလာကူးပြီနော်မငေးနဲ့နော်ကားလာကူးပြီနော်တက်တက်လေးရှောက်မယ်ကားရဲ့ကိုကြောင့်လည်းရက်နေရတယ်နော်ရက်ရမှာပဲလေဒါရက်ရမှာပဲမရဘူးဒါတို့ကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံရဲ့သဘာဝတရားရိပ်သာကားလည်းရောက်နေတယ်ဟိုမှရောက်နေတယ်ငါတို့အိန္ဒြေနဲ့ကနေတယ်အိန္ဒြေနဲ့ပြေးနေတယ်ကားလမ်းပြက်ကူးနေတာဖြစ်ပါတယ်ကားလမ်းနဲ့ပြက်ကူးနေတာဖြစ်ပါတယ်ကုသလာကြောင့်လေးဝအပေကဲဒါကတော့ဆွမ်းဆန်စိမ်းကြွတဲ့ vlog ကိုရိုက်ကူးနေတဲ့ဆရာလေးတစ်ပါးဖြစ်ပါတယ်အဲ့တော့ခင်မီလာတာလားဘာဖြစ်လာတာလဲတော့မသိဘူးဆရာလေးတွေတောင်မှပဲဆွမ်းဆန်စိမ်း vlog တွေပါတယ်ရိုက်လို့နော်အဲ့တော့နောက်ပိုင်းဆိုလို့ရှိရင်ဆရာလေးတွေဘုန်းကြီးတွေရဲ့ဆွမ်းကန် vlog တို့ဆွမ်းဆန်စိမ်းကြွတဲ့ vlog တို့ဟိုခစ်စားလာမယ်ထင်တယ်ဗျနော်အဲ့တော့ခီးသွား blogger တွေ food blogger တွေလိုမျိုးပဲဆရာလေး blogger တွေလည်းပေါ်လာတော့မယ်ထင်ပါတယ်ဗျာကဲဟုတ်ကဲ့ပါဒါလေးလဲဆက်ကြည့်အောင် ကြာတလိုင်းပင်ပေါ့ ကြာတလိုင်းပြီ ဘယ်ခုမှပြန်ပေါ်လာ ဟုတ်တယ်နှစ်ပေါင်း10နှစ်လောက်ရှိပြီပင်ပျောက်နေတာလေခုမှဒီအင်းရဲ့ကသက်ဝင်ပေါ့ဒီအင်းပါသင်ဖြူအင်း သင်ဖြူအင်းဟုတ်တယ်ဟိုတော့တလိုင်းလူမျိုးတွေလေဟုတ်ကဲ့လူ100အဲ့အင်းနေဒီအင်းကိုပက်လိုက်တော့ဟုတ်ကဲ့ပက်လိုက်ကိုတခါတည်း990နဲ့900အကုန်လုံးသေးကုန်မိုးချုပ်ပြစ်ချဟုတ်အဲ့ဒါတလိုင်းလူမျိုးတွေကနေပြီးတော့ဒီဟိုကသက်နဲ့ဒီကြာတလိုင်းဆိုတာကြိုင်းခဲ့ဩအဲ့လိုရာသဝင်ရှိတယ်ဒီရင်ပတ်ထားလေ
မိုးချိုးပြစ်ချတာ မျိုးကောင်းကောင်းမိုးချိုးပစ်ချ ဟုတ်တယ် လူတယောက်တယောက်ပဲကြိုင်းခဲ့ အဲ့ဒါအခုဒါဒီကြာတလိုင်းပင်တွေကပြောမယ်ဆိုရင်တော့တိမ်ကောပြောက်ွယ်သွားတာဘယ်နှစ်နှစ်လောက်ရှိသွား 12နှစ်လောက်ရှိ 12နှစ်လောက်ရှိအခုမှပြန်ပေါ်တာအာဟုတ်ပြီဒါလေးတွေပြန်ထိမ့်သိမ့်ထားဖို့လိုနော် နှစ်မဟုတ်18နှစ်လောက်ရှိ ဆက်ခွင့်ရရှိ ဟုတ်လား 18နှစ်လောက်ရှိပြီဘူးသားသမီးတွေတောင်မှ နောင်နောင်သားလေး မမြင်ဘူးကြ ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အင်းသာယာကြေးဝါ အာ ဒီ ဟုတ်တယ် သင်ဖြူအင်းထဲမှာပေါ်တဲ့ဒီကြာတလိုင်းပင်တွေကိုဒါကျွန်တော်တို့ ဘူးကမခွင့်မခေါ် နောင်လာလည်းမြင်အောင်ထိမ့်သိမ့်ဆောင်ရှောက်ဖို့တော့လိုတယ်ဗျာနော် ဟုတ်ကဲ့ပါ ဒါတဖြည်းနဲ့ဒါစစ်ထောက်စောင့်ရှောက်လိုက်မယ်ဆိုရင်တော့ပွားများလာမှာပေါ့နော် ပြေးလုံးပြန်ပြင်မယ်လေ ဒါတအိမ်လုံးဒါဆိုရင်တော့ နော် အင်းသာယာမှာကြာတလိုင်းပင်ရှိတယ်ဆိုလာရောက်ပြီးလေ့လာလို့လည်းရတာပေါ့နော် နောက်လာမဲ့ကလေးလည်းအကုန်မြင်ရမယ်လေ ခုလည်းပဲလေးလာမယ်ဆိုရင်ခုတန်ယုံရှိပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဟိုဘနားမှာတန်ယုံရှိနော်အာ စူးတွေနဲ့ပေါ့နော် သူကစူးနေတယ်အဲ့မှာသူ့ရဲ့အရွက်တွေအယိုးတွေကိုကာကွယ်ထားတာစူးတွေ ဟုတ်ကဲ့ကြာတလိုင်းပင် ကြာတိုင်း အဲ့မှာတခြားကြည့်ပါစူးတွေနဲ့နော်အဲ့မှာစူးတွေနဲ့သူ့ရဲ့အယိုးမှာလည်းစူးတွေနဲ့အရွက်တွေမှာလည်းစူးတွေနဲ့အသေးတွေမှာလည်းစူးတွေနဲ့ပါနော်သူ့ရဲ့ဒါခန္ဓာကိုယ်တွေကိုဒီအရွက်တွေအသေးတွေကိုစူးတွေနဲ့ကာကွယ် ကာကွယ်ထားတာသူ့အယိုးအသီးတွေကိုဘယ်သူမှမခုတ်နိုင်အောင်လို့ ဟုတ်ကဲ့ စဘာဝတန်းနဲ့ကာကွယ်ထားတာဘယ်တော့နတ်ကြီးရဆိုတာကိုခုနကမတယုံဒီပြင်မယ်လေ ဟုတ်ပါ ဒါ ပြီ တအိမ်လုံး ဒါ ဒါ ဆို ဆို ရင် ရင် တော့ တော့ ဟုတ်တော့ အင်းသာယာမှာကြာတလိုင်းပင်ရှိတယ်ဆိုလာရောက်ပြီးလေ့လာလို့လည်းရတာပေါ့နော် နောက်လာမဲ့ကလေးလည်းအကုန်မြင်ရမယ် အပိုင်းသာသနာလမ်းလေးပါလေထိုးပြီးတော့နောက်ဆုံးပြောတော့တဲ့စကားအင်မတန်နတ်ကြီးရဲ့ဗျ ဟိုဘနားမှာတယုံနော် တော့စိတ်ညစ်စရာတယ် စူးတွေနဲ့ပေါ့နော် အဲ့တော့သာသနာလမ်းနဲ့ဒါနဲ့လည်းဘာဆိုင်လို့လဲဗျနော် အရွက်တွေ သူကလည်းသာသနာလမ်းစိုက်ထားရင် ဟုတ်ကဲ့ မနောက်ရှက်မဖြတ်ရှိအောင်လို့လုပ်တယ်ဆိုကြမှာပေါ့အမေတကယ်တော့ဒါတွေကဆက်ဆက်လို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးနေရာတိုင်းလိုသာသနာလမ်းကိုမသုံးစေချင်ပြီးတော့နေရာတိုင်းနှက်ကြီးနေတာထူးဆန်းနေဆိုတိုင်းနှက်ကြီးနေတာမျိုးကလည်းမဟုတ်ပါဘူးဗျာနော်ကျွန်တော်တို့လူမျိုးတွေလည်းအဲ့တော့သူများနိုင်ငံတွေမှာလကဘာအထိကိုသွားပြီးတော့နှစ်ပတ်သုံးပတ်ပတ်နေတဲ့အချိန်မှာကျွန်တော်တို့လူမျိုးတွေကနှက်ကြီးလို့မပြီးသေးဘူးနှက်ကြီးလို့မပြီးသေးဘူးနော်တခါတလေမှာယုံသိယုံထိုက်တာကိုယုံဖို့လိုပါတယ်မယုံသိမယုံထိုက်တာကိုလည်းမယုံဖို့လိုပါတယ်အယူသီးတွေဆိုတာကလည်းကောင်းတဲ့လက္ခဏာမျိုးတွေတော့မဟုတ်ပါဘူးဗျ တူရကီမူရကီဆူရကီရဆိုတာအမားတို့တရဏဂုံ3ပါအခုအရှိမပြောတဲ့သူတို့ပြောတဲ့ဂါနာတူရကီဂါနာမူရကီဂါနာဆူရကီဆိုတာဒါငကား ဟုတ်ကဲ့ပါဒီနေ့မှာတော့ပေါ်ပပလေးပဲလိုင်းပေါ်မှာတက်လာတဲ့အကအလှဗီဒီယိုဖိုင်လေးတွေနဲ့ထူးခြားတဲ့ဗီဒီယိုဖိုင်လေးတွေကိုစူးစီးပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ